တရုတ်ဆောင်ခိုင်သိန်းကြည်၏ခင်မုန်းဖြစ်သူပြန်လွတ်လာရာဇသက်ကြီးပုံမှာ905ကကြီးဖြစ်ပြစ်ဒဏ်ကြခံလျက်ရှိသူများအားလွတ်ငင်းခွင့်ပေးခဲ့ရတွင်တရုတ်ဆောင်ခိုင်သိန်းကြည်၏ခင်မုန်းဖြစ်သူလည်းပါဝင်ကြောင်းတရုတ်ဆောင်ခိုင်သိန်းကြည်ထံမှသိရပါတယ်။တရုတ်ဆောင်ခိုင်သိန်းကြည်မှာသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာမျှော်လင့်နေတဲ့နေလေးရောက်လာပါပြီ။ဆူတောင်းလေးပြီးခဲ့ပြီးမိသားစုပြန်ဆောင်ပါပြီရှင်ဟုအတည်ပြုရေးသားဖော်ပြထားပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်ဧပြီ19ရက်တွင်ရုပ်ရှင်တရုတ်ဆောင်ခိုင်သိန်းကြည်အားချီးမြှင့်ထားသည့်လူမှုထူးချွန်ဆုဒုတိယအဆင့်အားပြန်လည်ရုပ်သိမ်းကြောင်းနိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြပြီးနောက်ဧပြီ29ရက်ည7:00နာရီခန့်တွင်တင်ငန်းကျုံမြို့နယ်30ရပ်ကွက်တူဝါနာနှင်းစီလန်းရှိနေအိမ်မှာသူမ၏ခင်မုန်းဖြစ်သူအားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသတင်းမှတ်တမ်းများအရသိရပါသည်ရာဇသက်ကြီးပုံမှာ905ကကြီးအရပြစ်ဒဏ်ကြခံလျက်ရှိသော924ဦးကိုစီကံသတ်မှတ်ချက်ဖြင့်၎င်း2362ဦးကိုကြန့်ရှိသောပြစ်ဒဏ်များလျှော့ပေါ့၍လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းပုံမှာ905ကကြီးဖြင့်တရားစွဲဆိုခံရသူများထွက်ပြေးတိမ်းရှောင်နေ၍ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှာ912ဖြင့်တရားစွဲဆိုခံရသူ9580ဦး၏အမှုများကိုပိတ်သိမ်းကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကယမန်နေ့တွင်အမိန့်များထုတ်ပြန်ခဲ့ပါသည်